ဒီထဲမှာတော့တင်တင်ပဲပေါ့ငါတော့တင်တင်ပဲမဟုတ်ပါဘူးခုနဆရာပြနေထိုင်ရပါပါတယ်တက်ကသူမဆရာပြန်ဖြစ်သူမိဘနေသဘောတူမှာကိုကျွန်တော်လည်းကြိုးစားပါတယ်မရခဲ့မျောလင်းချက်တောင်ကြီးတွေပြိုကျသွားတယ်တစ်ချိန်လဲကျသွားလိုက်တဲ့ရှုံးကဘဝတက်တယ်လို့ရှုံးပါတယ်နေ့ရုပ်ရှင်ကြည့်ပြီးတော့ခံစားရတဲ့ပုံမှန်လေးပြန်ပြောပါတယ်ဒီဝတ္ထုထဲမှာပါတယ်ခုနတင်တင်နွယ်ပေါ့နော်ဒီထဲမှာတော့တင်တင်နွယ်ပေါ့ဟိုမှာတော့တင်တင်နွယ်မဟုတ်ပါဘူးခုနဆရာပြနေမှာထိုင်လျက်ပါပါတယ်အဲ့တော့သူနဲ့ချစ်သူတွေဖြစ်ပြီးတော့နောက်ကြတော့ဆက်မရင်မကျတဲ့ခုရှိတယ်ဗျာတခုကအဲ့ဒီကျောင်းဆရာတော့ကျောင်းဆရာဆိုတော့ဆင်းမြင့်ကျောင်းဆရာပေါ့တက္ကသိုလ်ဆရာဖြစ်ခြင်းတယ်နောက်တစ်ခုကစာရေးဆရာဖြစ်ခြင်းအဲ့ဒီရွေးချက်နှစ်ခုပေါ့နောက်ဆုံးနေ့ချစ်သူမင်္ဂလိခုနကပြောတယ်လို့ပဲဒီတက္ကသိုလ်မှာဆရာပြန်ဖြစ်သူမိဘတွေကသဘောတူမှာပေါ့ကျွန်တော်လည်းကြိုးစားပါတယ်ဒါမဲ့လို့အားကြောင့်မရဘူးဆိုတဲ့အကြောင်းကိုပြောရင်ရှုပ်ပါတယ်ရှုပ်ထွေးတဲ့အတွက်ကျွန်တော်ကြိုးစားပြီးမယ်မရခဲ့ဘူးမျောလင်းချက်တောင်ကြီးတွေပြိုကျသွားတယ်တစ်ချိန်လဲကျသွားလိုက်တဲ့ရှုံးကဘဝတက်တယ်လို့ရှုံးသွားတယ်ဆရာကအဲ့ဒီလိုတက်ကဆိုဆရာမလုပ်ရရင်အဖြစ်သေးတယ်လေဆရာလျှောက်လိုက်တော့လေရန်ပြဆရာရောက်တယ်ရတယ်ရတာလဲဆရာကြီးသွားတဲ့ကြောင်းလေးကအတော့ကိုဆင်းရဲနှုံချပါတယ်မြေပြူခဲတောင်အိမ်မြောက်ဦးလောက်ပဲရှိတယ်အဲ့ကြောင်းလေးကိုကျောင်းအောင်လည်းမရှိတော့ဆရာကအလယ်တန်းမြတ်ဆရာပါတာဝန်ခံကျောင်းအောင်နဲ့လောက်ရတယ်ဒီဦးဇလန်းနဲ့ပါဥမိုးကျိုးဆိုတကယ်လည်းအဲ့လူရှိပါတယ်အဲ့လိုပါပဲဒီထိတ်တဲ့ရင်ဆိုင်တိုးရပါပဲတိုးတော့ဆရာပြက်ဆရာကြီးဟောလာတယ်လို့အာမန်တောင်အားပေးတဲ့လူတွေကလည်းဘက်ကပေါ်လာတဲ့ခါကျတော့အဲ့ကြောင့်လေးကစူးစမ်းလို့ကောင်းတယ်ကြောင့်မီးပန်းမြိုင်လေမှာဥယျာဉ်ကြောင်းလေးဖြစ်သွားတယ်ဖြစ်သွားတော့တပည့်တွေနဲ့တန်ဝစင်ကလည်းကြည့်လိုက်တာဆရာကိုယ်တိုင်ပြန်ရှင်းလို့တယ်ဆိုတာဒီထဲမှာလည်းပါတယ်သူတို့အကောင်းဆုံးကတပည့်တွေနမူနာပြရတယ်ဗျနမူနာပြတော့လိုက်သူတို့ကလောက်ကြတယ်ဆရာကိုအားကြတယ်ကိုယ်ဝင်ဆုံးချစ်ခင်ဖို့လိုတယ်ဆရာကိုချစ်ခင်ဖို့လိုတယ်လေးစားဖို့လိုတယ်အဲ့ဒီခါမှာဆရာပြုမှုတွေကုန်လို့သူထပ်တူလိုက်လောက်လာကြတာပါပဲလောက်လာတော့ဆုံးမတာလည်းလွယ်တယ်ပညာသင်ကြားရတာလည်းထိရောက်တယ်ဆရာဘွားကချစ်သူနဲ့လည်းဝေးသွားခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့တက္ကသိုလ်ဆရာလည်းမဖြစ်တော့ဘူးဝေးသွားခဲ့ပြီဆိုတော့ဆရာအဲ့ဒီခံစားချက်တွေကိုလည်းဒီရောဒီကြောက်ဒီကလေးတွေအဲ့ဒီမှာမြုပ်နှံလိုက်တယ်မြုပ်နှံလိုက်တော့ဆရာဘွားကဝမ်းနဲ့ကြေကွဲဆရာမကောင်းတော့ပါဘူးကြည်နူးဆရာကောင်းသွားတယ်ကျောင်းဆရာဘွားကြည်နူးဆရာကျောင်းဆရာဖြစ်တယ်နှုတ်ဆက်ပွဲမှာငိုကြပါနဲ့လို့ငိုတာတော့ဆရာကမကြိုက်ဘူးလို့တကယ်ပြောခဲ့ပါတယ်သူတို့မငိုဘူးတယောက်မိန်းကလေးတယောက်ငိုတယ်ကောင်လေးတယောက်ကတောင်းနဲ့တက်လိုက်တယ်ဆရာကြီးဆိုအဲ့လိုဆရာတဲ့29နှစ်ရှိပါသေးတယ်အဲ့ကြောင့်မှတော့တဲ့ကြီးဆုံးဆရာပေါ့ဆရာကြီးကငိုတာမကြိုက်ပါဘူးပြောတာကြောက်လားမငိုနဲ့ကလေးတွေမငိုတော့ပါမငိုတော့ပဲနဲ့ကြော်တယ်